မြန်မာပြည်ရဲ့စူပရာတရက်ဖူကိုရသွားပြီမဲ့သူမရဲ့ ESK ကြောင့်ဆက်ပြီးဝေဖန်ခံနေရအောင်မဲ့ကြော်ကြော်အိန္ဒရာရန်ကုန်စလီနျူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ကြော်ကြော်နန္ဒရဲ့တူမဖြစ်တဲ့ကြော်ကြော်အိန္ဒရာကတော့အခုအခါမှာမြန်မာပြည်ရဲ့စူပရာတရက်ဖူကိုရရှိသွားပြီဖြစ်ပါတယ်ရုံးရည်ကတော့အပြစ်ပြောစရာမရှိလောက်လှပတဲ့ရုံးရည်ကိုပိုင်ဆိုင်ထားပြီးမဲ့အုံနောက်ကတော့ဗလာကြီးပဲဖြစ်ပါတယ်စဉ်းစားဉာဏ်လည်းမရှိသလိုအတိဉာဏ်လည်းမကြွဲတဲ့တူမရဲ့ဖြစ်ကိုကြည့်ပြီးလူတွေကရှင်လေးကြသလိုလောင်ပြမှုတွေလည်းပြုလုပ်နေကြတာပါအလားမဲ့တရားဖြစ်ဖို့အစွမ်းကုန်ကြော်စားနေတဲ့ကြော်ကြော်အိန္ဒရာကဦးလေးဖြစ်တဲ့ကြော်ကြော်နန္ဒရဲ့တိုက်တွန်းမှုတွေကြောင့်အခုလိုပရိသတ်တွေရှိကိုရောက်ရှိလာတာပါဦးလေးဖြစ်တဲ့ကြော်ကြော်နန္ဒကလည်းအမှုပညာလောကမှာနေရာတစ်ခုရအောင်မနှဲစူးစမ်းနေတဲ့သူပါပြောလိုက်ရင်တော့ဘယ်တော့မှငွေကိုရာကနန်းကနေချပြီးမပြောသလိုအမြဲတမ်းလဲ branded တွေပဲသုံးတဲ့အကြောင်းကိုအမြဲကြွားလုံးထုတ်နေခဲ့တာဖြစ်ပါတယ်ရုပ်ရှင်လောကမှာလည်းနေရာပေးမဲ့သူမရှိတဲ့အတွက်ထုတ်လုပ်ရည်နဲ့ပေါင်းပြီးကိုပိုင်ဇလန်းဇန်ညွန်းနေနဲ့အမြဲရှိုက်ကူးနေခဲ့တာပါနားထောင်မှုမပြောနဲ့မြင်ရင်တောင်မှယူးကျင်စရာကောင်းတဲ့တခြင်းဆိုးတွေကိုအဟုတ်ကြီးမှတ်ပြီးထုံလုံးမှုတွေပြုလုပ်လာတတ်တဲ့ကြော်ကြော်နန္ဒကအားပေးသူထက်ဝေဖန်တဲ့ပရိသတ်တွေပိုများတာကြောင့်လူသိများခဲ့ရတာဖြစ်ပါတယ်နာမည်ကြီးအင်္ဂလိပ်တခြင်းတွေကိုမြန်မာမှုပြုပြီးပြန်ဆိုတာမှန်ပေမဲ့ဝေါ်ဟာရနဲ့စကားအသုံးတော့မကြွယ်ဝမှုတွေကြောင့်ဘယ်တော့မှနားဆင်လို့မရတဲ့တခြင်းတွေပဲဖြစ်ပါတယ်အမှုပညာလောကမှာနေရာသိမ့်ရခြင်းနဲ့ဦးလေးဖြစ်သူဟာသူကိုယ်တိုင်နဲ့ဆိုရင်မစွမ်းနိုင်မှန်သိတဲ့အတွက်သူမဖြစ်သူကိုအလားမဲ့လောကတွေကိုထည့်ပြီးဇိုအတင်းနေရာယူခိုင်းခဲ့တာဖြစ်ပါတယ်ကြော်ကြော်အိန္ဒရာကအလှပနဲ့ပတ်သက်ရင်တော့အပြစ်ပြောစရာမရှိလောက်အောင်လှတဲ့သူပဲဖြစ်ပါတယ်အနောက်တိုင်းဆန်ပြီးညှို့အားပြင်းတဲ့အလှကိုမြင်သူတိုင်းကလက်ခံနိုင်ကြပါတယ်ဒါပေမဲ့အုံနောက်ပိုင်းနဲ့ပတ်သက်ရင်တော့ငယ်စဉ်ပညာရေးအားနည်းခဲ့တာကတိတာလွန်းတာပဲဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးအားမပေးခဲ့တဲ့မိသားစုနောက်ခံကြောင်းအလှမယ်ဖြစ်လူများရဲ့ရှေ့မှာနိုင်ငံခြားဘာသာစကားနဲ့ပတ်သက်ပြီးကြွေကျင်ပေမဲ့လည်းဂျင်းထဲလို့မရတော့တဲ့အတွက်ကြည်ရစိုးနေခဲ့တာပါ2023 Miss Grand မှာလည်းအတော်လေးအရှက်ရလောက်တဲ့အထိစင်ပေါ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်အခုလိုမျိုးနိုင်ငံခြားဘာသာစကားနဲ့ပတ်သက်ပြီးအားနည်းတဲ့အပေါ်မှာကိုယ့်ရဲ့အားနည်းချက်ကိုမမြင်ဘဲမတိကျအောင်စောင့်နေသေးတာဖြစ်တဲ့အတွက်လူတွေကပို့ပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်ဒါကြောင့်လူတွေဝေဖန်ကြတာများတဲ့အတွက်သူမရဲ့အင်္ဂလိပ်စကားကိုပြင်ဆင်ပြီးအခုလို Miss Supra မြန်မာမှာပြန်လဲဝင်ရောက်ရှင်ပြိုင်ခဲ့တာလို့ဆိုလာခဲ့ပါတယ်ကိုပြိုင်နဲ့ပြိုင်ပွဲရဲ့နာမည်ကိုတော့မှတ်အောင်မခေါ်နိုင်မေမြန်မာပြည်ရဲ့စူပရာတရက်ဖူကိုရသွားပြန်တဲ့ကြော်ကြော်အိန္ဒရာကမြန်မာပြည်အတွက်လည်းများစွာသောဂုဏ်တွေကိုစောင့်နိုင်အောင်ပြုလုပ်ပေးပါမယ်ဆိုပြီးအင်တာဗျူးတွေမှာဖြေဆိုသွားခဲ့တာပါလူတွေရဲ့ဝေဖန်မှုတွေကိုလည်းဆက်ပြီးမခံနိုင်တော့တာဖြစ်လို့သူမအမားတွေကိုအရှင်ဆုံးတောင်းပန်ကြောင်းပြောပြထားခဲ့ပေမယ့်ဒုံရင်ကဒုံရင်တာဖြစ်နေတဲ့သူမရဲ့အင်္ဂလိပ်စကားနဲ့တင်ဝေဖန်စရာစကားမရှိလောက်အောင်ဝေဖန်သူတွေကလည်းစကားကုန်နေကြပြီဖြစ်ပါတယ်ရုံးလာယုံနဲ့အလှမေကောင်တရားမဖြစ်နိုင်မှအကြိမ်များစွာတက်တည်ပြခဲ့ကြော်ကြော်အိန္ဒရာနဲ့ပတ်သက်ပြီးအခုလိုမထော်တနန်းတွေပြုလုပ်နေရင်းနဲ့အဟုတ်တင်နေတဲ့အပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်း comment မှာဝေမျှပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်